ဒီနေ့မှာ Minecraft Java မှာကျွန်တော်လာလေးဆောက်တော့မှာဖြစ်ပါတယ် Okay ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခံစားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဗီဒီယိုလေးမစခင် like subscribe နဲ့ကိုညီပေးလို့ရပါတယ် Okay ခေါင်းလုံးလေးနဲ့ကိုညီပေးလို့ရပါတယ်ဒါဆိုတော့ဗီဒီယိုလေးပဲစားလိုက်ကြရအောင်နော်ကျွန်တော်ဆောက်တာဒါမရွတော့ဒီဘက်တိုင်းမဲ့ထောက်ဆောက်လိုက်တော့မယ် Okay let's go Minecraft Java မှာဆောက်တာအတုံးကြတော့ပါပြီMinecraft မဆောက်တာတုံးကြတော့ပဲဘယ်လောက်လဲကြာတော့လဲဆိုတော့သူတလားလောက်နားလိုက်တယ်ပေါ့ဗျာဗီဒီယိုလေးတအားချင်းမတင်ဖြစ်တာတော့ဟုတ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ခောက်ပြန်ပြီးဗီဒီယိုတင်တာဖြစ်ပါတယ်ဒါဆိုခဏတော့ဆော့ပေးရပါမယ်ဟာโอเคဒီလိုရโอเคနောက်ဆော့တော့ဂိမ်းလေးကိုလက်ရောက်လာပါပြီဂိမ်းလေးကိုရောက်ခဏတော့ဆော့ပေးရပါမယ်โอเคโอเคဒါလေးကိုကျွန်တော်စပွန်လာရတော့ဒီဗာလေကွာဟိုတော့နေရာမှာစပွန်လာရโอเคဆက်ဆက်ပန်းမှာတော့ Minecraft YouTuber တွေဟိုပါတက်ပြီးခောက်ကြတယ်တက်ပြီးတော့ဆက်ဆက်အကုန်ကြည့်မယ်ကွာတက်ပြီးခောက်တာနဲ့ပဲအချိန်ကုန်သွားတာဖြစ်ပါတယ်တကယ်ကြတော့ဒီနေ့မှာကျွန်တော်ကလာလေးဆုံးမှာဆိုတော့ဘယ်လိုလဲတော့မသိဘူးလာလေးဆုံးမှာဆိုတော့ကဲတက်ပြီးဆိုခောက်ပြီးပြီဆိုတော့ကျွန်တော်တခု crime မယ်ဟိုโอเคတခု crime မှာတော့ဟိုပကနဲ့မဟုတ်ဟိုတခု crime ဆိုတော့โอเคပကနဲ့တခု crime ကောင်းမယ်ပကနဲ့ဝိုင်းစတာ crime ပြီးမှဟိုပကနဲ့ crime ပြီးမှဆိုကြောင်းဆိုတူပြီးမှဟိုပစိန်လောက်တာပိုကောင်းမှထင်နေကွာနော်ကဲတလားတော့မဆောက်လိုက်တာနည်းဟိုဖြစ်သွားတယ်ပုံကိုပဲလက်ကမတွေ့တာလားဒါမှမဟုတ်ကိုကလိုမျိုးမတုံတက်တယ်မျိုးဖြစ်သွားတယ်နည်းဟိုဖြစ်သွားရပေါ့ဗျာကဲထားလိုက်ပါတော့โอเคနောက်ဆောတော့ရပါပြီနောက်ဆောတော့ကျွန်တော်ပကနဲ့ကို crime ပကနဲ့ crime ဟိုနည်းနည်းစဉ်းစားနေတာโอเคနောက်ဆက်ဒီအောင်ထားမယ်အမပကနဲ့ဟိုโอเคပကနဲ့ရပြီဆိုတော့ကြောက်တော်တူးမှာကြောက်တော်တူးမှာဟိုကြောက်ပစီမင်းလုံးလိုက်မယ်โอเคဒါဆိုပိုကောင်းတော့ဗောကျွန်တော်ဆိုဆဆပဲမှာတော့ဒီကြောက်တွေမရှိတဲ့ကြားမှာတော့ကျွန်တော်ပစဲဆလောက်ပြီးအစားအစာတိုးတွေဝိတ်တွေတက်ကြတယ်ပေါ့ဗျာဒါမှကျွန်တော်ကဒီကြောက်ရှိတဲ့ကြားမှာစပေါ်လာဆိုတော့โอเคတဲ့အစီအမီတော့ပြီကျွန်တော်ကိုကမတော့ကိုကလေးမလိုက်မလို့တော့ကတက်လေးပဲတူတော့မယ်ကျွန်တော်တို့ဒီဗာလေကွာMinecraft ကဟိုတူတူပြောတယ် Minecraft ကကလင်းကြီးပါကွာတဲ့တော့လို့ရဒီလိုမျိုးကဲကလေးဂိမ်းကိုလောရတယ်ကွာမင်းတို့ဒါရမင်းတို့ထက်ပူတာရယ်ကွာဒါညံရှိလို့ပဲဆောရတာဟုတ်တယ်โอเคဒါရပြီဆိုတော့ဟိုကြောက်ပစင်လုံးပဲကြောက်ပစင်လောက်ပြီးမှကျွန်တော်တို့ဟိုပေါ့စားစားလိုက်ရှာမယ်အိမ်ဆော့ဖို့နေရာလိုက်ရှာရမယ်ပကနဲ့တခုလောက်ပြီးဟိုပစင်တခုလောက်မယ်โอเคနောက်ဆော့စီပြီးကြပါပြီမိသားဘူးမျိုးဟိုကဘာနဲ့ပစ္စည်းနေရလဲကွာမားနေရโอเคဒါဆိုတော့တပီအိုးဒါတော့ဟွာလဲကွာနည်းနည်းမြင်တူလူမျိုးဖြစ်သွားရင်တော့နည်းနည်းကြာတူလူဖြစ်သွားတော့ကိုနည်းနည်းမြင်တူလူမျိုးပဲโอเคနောက်ဆိုဒီလိုမျိုးရှာနဲ့အချိန်တကြကုန်လာတော့တော့လေးပြောပါဘူးခုန်ကြီးသေးတယ်ဟွာအိုးကျွန်တော်ပြောချင်တယ်ခုရှိတယ်ဗျာကျွန်တော်တို့ဒီဘာလဲပေါ့နော်ဒီ error နဲ့ကဟိုဖြစ်နေတယ် error တက်နေတော့ကျွန်တော်ရဲ့ scale error တက်နေတော့ကျွန်တော်ရဲ့ scale မတော့တေးဘူးပေါ့နော် scale ကဒီဘာလဲ error တက်တော့မပေါ်ဘူး scale မပေါ်ဘူးဖြစ်နေတာဒါနဲ့မတော့ပါဘူး okay အစားစားတွေတူးတယ်လက်ရှာပဲအတိကတူးပဲကျွန်တော်နေမက်ကပါတယ်မှာအသက်ဆုံးရပါလေဆိုတော့ပိုတူးတာတူးကကျွန်တော်အသက်ဆုံးပဲဘာလို့လဲပိုတူးမရှိကိုအဲ့ရပါလောက်မှလဲလဲဥမာတကောင်တူးရမဲရချမယ် let's go အိုဒီယာနင်းထစ်တော့တယ်ခဏစတင်နေကောင်းပြီတင်စတေးရတဲ့ဟိုနည်းနည်းရှောက်လိုက်ဦးမယ်โอเคဒီတော့ရှောက်မယ်ဘောနည်းနည်းရှောက်မယ်နဲ့ဟိုဟာရောစောမယ်
Okay ဒါဆိုအစီမီတော့မှာပါ Okay စီမီတင်နေဟိုရှေတာထဲပြီးလေပိုကောင်းမှတင်နေဒါပေမဲ့ရှေတာတော့မထဲတော့ပါဘူးရှေတာထဲတော့ဟိုဖုန်းကဆက်ကနည်းနည်းပူတော့စီဒီရောတော့မတိုက်ခန်းချလို့ဟိုဒီချောင်းမိုးတွေပေါင်းတတ်တာ Okay ဘယ်မှာပေါ်လွတ်မှာမဟုတ်ငါပစင်ဟိုယူကလာပြီဆိုတော့အပေါ်တက်ပြမယ်ဟုတ်ဝါနည်းမကြွတဲ့လိုဖြစ်သွားတယ်ဗျဘာဖြစ်သွားမှမသိတော့အဲ့တော့အေးစစ်စစ်ပါအခုတော့ဟွာပေါ့အေးတော့မကူတက်ဖြစ်နေတာ Okay ကျွန်တော်ရေမကူတက်တော့တကယ်ပါပဲရေမကူတက်ပါဘူးဒီနောက်မှာတော့အိမ်ဆော့ဖို့ဒီနောက်မှာကျွန်တော်လူချင်တာကကွာပလေဂျာတဲ့တခုပလေဂျာရဲ့အေးလေးလူချင်တယ်တကယ်ကြတော့ပလေဂျာတဲ့အိမ်ဝရမ်းလူချင်တယ်ကွာဘာလို့လဲဆိုတော့တို့အိမ်အိမ်ဆော့ဆရာဘယ်လိုလုပ်လဲတို့အိမ်မှာသွားပြီးနေယူဟွာတော့ရတော့ပိုကောင်းနေတယ်တို့လိုမျိုးကွာအော်ရကျအဲ့ရတက်နေရပေါ်ပါကျတူရတော့နေရောတို့အိမ်မှာနေထိုင်မယ်ဆိုရင်ကိုကအဲ့မှာဒိုင်မွန်တို့ဟွာအားရည်တော့မန်းလို့ရရဗျာကိုအိမ်မှာထားခဲ့ပြီကိုကျော်ဒီပလေဂျာတွေမတက်လာဘူးဆိုကိုအေးကကိုပဲတော့ရမှာဆိုတော့ကွာဘယ်လိုပါပဲလာစက်โอเคဟုတ်အေးမခေါ်လိုက်တော့တောင်းချေတော့ဟုတ်တယ်ကွာမခေါ်ရင်တောင်းချေတော့ထိတယ်မခေါ်ရင်တောင်းချေတော့ဖြစ်သွားတယ်ကွာဒီရောက်စားသူ့တက်မြင့်အခြေကုံတော့ပါတယ် Okay တူတက်ပြီဆိုတော့ကျွန်တော်ဒီကြောက်မန်းမယ်အိဆော့ဘောကကြောက်နေမဲ့ဆော့ချင်တယ်ဘာလို့လဲဆိုတော့ဒီတိတားတွေနေဆိုရင်ว่าကျွန်တော်တကယ်မဲ့မဟုတ်တယ်အနေဒီထရှိရဲ့မဟုတ်တယ်တော့မထည့်ထားမယ်အရန်လာတော့လာပဲမဲ့ကျွန်တော်မျက်စိတင်းမှာတော့ခိုင်မာတဲ့အဲ့ဒီပဲဆော့ချင်တယ်ဒါကြောင့်မလို့ခိုင်မာတဲ့အဲ့ပဲရွေးမယ်ကွာဘိုးတို့ရောကျွန်တော်တို့ဒီအိဆော့ရေဘာနဲ့ပဲဆော့ကြတယ်ဆိုတော့ comment မှာဝင်မှကြပါကျွန်တော်ကတော့အေးလေတခါမှလည်းမဆောက်ဘူးဘူးပရီဂျာအေးပါပဲတွားတဲစပုံးနေကြပါလေအခုတော့ကျွန်တော်ကိုအေးဆောက်မှာဖြစ်ပါတယ်ဘယ်တော့ထိစိုးလဲဆိုတာဒီနေ့တွားပြီးကြည့်လိုက်တော့ let's go ကျွန်တော်တွားနေတဲ့ကမှာအရင်ထွေးဆန်းသွားတဲ့တခုကိုကျွန်တော်တဲမြင်သွားတယ်အဲ့ဒါကတော့ကျွန်တော်ကြည့်လိုက်ပါဘူးဘိုင်းကလေးကိုပြန်နေတာပေါ့လေးဖို့ပြန်တဲ့ဘိုင်းကိုတခါမှလည်းမဝင်ဘူးပေါ့ဗျာဒီနေ့မှကျွန်တော်လေးဖို့ပြန်တဲ့ဘိုင်းကိုမြင်ဖူးသွားတယ်ပေါ့ဗျာဒါပေမဲ့တခြားဆက်ပြီးရှာခဲ့ပါလေ။ဘာများထူးခြားတယ်လဲဆိုတာပေါ့တူးတွေတက်ပြီးမှာပေါ့ဗျာ။ Okay ဒါနဲ့တခဏဆိုပါတယ်ညဖြစ်သွားတာကြောင့်ကျွန်တော်လည်းအဲ့ဖို့ဆုတ်ပြလိုက်ပါတယ်။ Okay အေးရတော့မယ် let's go အဲ့ဒီခါမှာတော့ကျွန်တော်တို့ဒီ day 1ကပြီးသွားပါပြီဒီနေ့ည။ Okay day 2မှာတော့ကျွန်တော်အဲ့ရတင်ပြီးမှတခြားအိမ် stop ဖို့နေရာလက်ရှာခဲ့ပါတယ်။ ဟိုရှာရင်းနဲ့ကျွန်တော်ဒီတောင်ထဲကိုကျွန်တော်ရောက်ရှိတော့ပါတယ်ဒီတောင်ထဲမှာကျွန်တော်စော့ဖို့လေနည်းနည်းစစ်ကူရှိတယ်ပေါ့ဗျာဒါမှလည်းကျွန်တော်နည်းနည်းစဉ်းစားလိုက်တော့တောင်ထဲမှာနည်းလေမမိုက်တူဖြစ်လို့ဆက်ရှာခဲ့ပါတယ်ကြားတော့တဲ့ဒီနားမှာဒါကျွန်တော်စစ်ပြလို့ကျွန်တော်ဒီနားမှာကျွန်တော်ဟိုပါပေါ့ပြောရမယ်ဆိုတော့ကြောက်တိုးခဲ့ပါတယ်ဒီနားတဝက်မှာကျွန်တော်အိမ်ဆော့ဖို့ပေါ့ဗျာပြောရမယ်ဆိုတော့ကျွန်တော်တော်ရပြတဲ့အခါမှာကျွန်တော်တို့အများကြီးကိုတူးထားခဲ့ပါတယ်ဒီမှာကြည့်တဲ့ဟိုဂူတစ်ခုလုံးများဝေးရှည်တိုးခဲ့ပါတယ်အဲ့မှာဟိုဘောကွာဟိုရတယ်ဘောဇဲတရားလည်းလာရောက်နေပါလေဒါပေမဲ့ဘာမှဆောက်ကြည့်မဆက်ဘူးဒါနဲ့ကျွန်တော်နည်းနည်းတိုးပြီးကျွန်တော်ဟိုဘောအိမ်ဆော့ဖို့လိုက်ရှာဖို့ကျွန်တော်ဆွတ်ဖြတ်လိုက်ပါလေဒါဒီကောင်တော့နည်းနည်းတူးထားရုံပဲပါโอเคဒါလည်းကျွန်တော်အိမ်ဆော့ဖို့လိုက်ရှာနေချေဒီကောင်နည်းနည်းဖြည့်ဆည်းဖို့ကျွန်တော်ဆွတ်ဖြတ်ခဲ့ပါတယ်ဟာဒီအောင်နဲ့တူလိုက်ဦးမယ်ကြောက်တော့နဲ့တညတော့ကုန်လို့မြင်ဗျဒါပေမဲ့ကျွန်တော်ဟုတ်ပြီရပြီဆိုပြီးဒီလောက်ဆိုရရတော့မှာပါဆိုပြီးကျွန်တော်ရှာဖို့ဆွတ်ပြလိုက်ပါပြီโอเค
ကယ်ရှာဆိုးပြီးလိုက်တဲ့ချိန်မှာကျွန်တော်အိမ်ဆော့ဖို့ဆိုလို့နေရာလိုက်ရှာတယ်ပေါ့ဗျာအဲ့ဒါမှကျွန်တော်ရှိတော့ဒီ3ထည့်ကိုဆော့ဖို့ဆိုရဲဆော့ဖြစ်ပြီးရဲ့မဆော့တော့ဘူးဆိုပြီးထက်ရှာခဲ့ပါတယ်စတင်းနေပေါ့ဗျာကဲဒီနားလုံးမှာဒီလောက်ဆိုရောမမယူဗျဒါကျွန်တော်မီးသွေးနေတူးလိုက်ပါတယ်တွေးတယ်မီးသွေးကိုပေါ့ဗျာမင်းတို့ရတဲ့တူပြီဆိုတော့ကျွန်တော်အိဆောက်ကိုလက်ရှာခဲ့ပါတယ်ဒီမှာကျွန်တော်ဒီကောင်နဲ့ဒီမှာအိဆောက်ကြီးကောင်းမလားဆိုနည်းနည်းစဉ်းစားကြည့်တော့လေမမိုက်တူဖြစ်လို့နောက်တနေရာသွားရှာခဲ့ပါတယ်ဒီမှာဒီနားတော့မဆောက်မယ်ဆိုဖြစ်ခဲ့ပါတယ်ဒါနဲ့ဒီနားတော့မှာပပလေးလေးကိုကျွန်တော်ဆော့ခဲ့ပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့ဆောက်တဲ့ပုံစံလေးပါကျွန်တော်မဆောက်တတ်ပေမဲ့ကျွန်တော်ဒီတန်းလေးပဲဆော့ပြမှာဖြစ်ပါတယ်တကယ်ကြတော့ကျွန်တော်အိမ်ကိုလာလည်းတော့မဆော့တတ်ပါဘူးသူစတဲ့အတိုင်းပဲကျွန်တော်အိမ်ကတော့စုပ်ပြတ်အောင်ဆော့မှာဖြစ်ပါတယ်โอเคဒါနဲ့နောက်ဆိုတော့တန်ရင်လောက်ပြီးပါပြီတန်ရင်လောက်ပြီးတော့ကျွန်တော်ဒီမှာ3ဝေတာပြချခဲ့ပါတယ်ဟိုဟာဘာနဲ့လောက်ကြီးကောင်းမနေအောက်တွေကမင်းချောင်းတော့မလောက်ထားဖို့မဲ့နေမင်းချောင်းထူထားရမယ်ပေါ့မြန်တော့ချာကတော့တောက်ချောင်းလောက်ရမယ်ဟုတ်တယ်တောက်ချောင်းတော့ရှာလို့ဟိုငါဘာတွေလိုက်ရှာနေရလဲဟာလွတ်ပြနေတယ်ဒီခါလာရှက်သေးတယ်တော့ရှာတယ်ဟိုရှာခက်တယ်ကျွန်တော်ဒီမှာဟိုကြောက်ရရှင်းနေကြတယ်ဒါတွေလောက်မယ်ဒါတွေလောက်ပြီးမှကျွန်တော်ဒီဘာလဲပေါ့ဒီပက်လေထဲမှာကျွန်တော်ဘာလဲခက်ဖို့ခြံခက်ဖို့ကျွန်တော်ဆွတ်ပြလိုက်မယ်ဒီကောင်နဲ့ပဲခက်မှာဟိုခြံကိုပြောတာမဟုတ်အိမ်ကိုခက်မှာပြောတာပါကဲကြည့်ထားလိုက်ပါဘယ်လိုခက်မလဲအိုးညတော့မုံနေပစ္စည်းရှာနေတယ်โอเคဒီလိုမျိုးခက်ပြီပြောတာဖေပါအဲလေအော်ငါဘာဖြစ်နေလဲလိုက်နေတာပါခံတော့ခက်နေပါလေမင်းပဲခက်နေလိုက်မကြည့်လိုက်ခက်တော့မခက်နေဘူးမင်းရတယ်ကွာ error မတက်ပါနဲ့ကွာ error တက်ရခက်တယ်ခုနကတော့မှဟိုတက်ပြီး error တက်တယ်ခုနကတက်ပြီးတက်တယ်ခုတော့ဟို error တက်နေတာဘယ်နဲ့လဲ error တက်ပြီးခုတော့ဟိုဒီကြောက် error တက်နေပြီ yeah okay ကောင်ပါပြီတောင်းခုကောင်ပြီဆိုတော့ဒီနေ့တော့အဲ့တော့ကြောက်ပြီးတော့တူးမယ်ဒါမကြောက်တူးရကောင်းမလားဘာလို့ရကောင်းမလဲရာမီတဲဒီလေကိုကန်လေမီးရမလဲဘူးကွယ်ဘာလို့ရအချာရထားရဒီလိုမျိုးပဲထူထားလိုက်ရမယ်လင်းကမလဲဘူးဆိုတော့ okay နောက်ဆိုထူပြီဒီညတော့ဒီတဲတော့မဟုတ်လို့ကျွန်တော်အဲ့ဘင်းမှာပဲနည်းနည်းပြင်မစားလုပ်တော့မယ်အဲ့ရရှာနေပါတဖြစ်မရှာတွေ့ပါ okay ဒီနေ့ညတော့တေးလိုက်တော့မယ်ကွာတဲထူတော့တေးပြီးမှတဲထူမှာရောက်ရှိသွားပါပြီတဲထူမှာကြောက်တော့သုံးဖို့ကျွန်တော်ဆော့ဖြတ်လိုက်ပါတယ်ကြောက်တူဟူမှာ okay ထားကြဒါပစ္စည်းကခဏဦးမှာကြောက်ရတယ်ပကနေရတယ်ဟိုဖြစ်နေပစ္စည်းနဲ့တော့ဖြစ်နေအခုတော့ YouTube မှာ Minecraft ဗီဒီယိုအားရတော့မတင်ဖြစ်ပါဘူးကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ Minecraft ဗီဒီယိုအားတူလိုက်မလို့လဲဆိုတော့ Minecraft ဗီဒီယိုတွေတင်တော့ဘူးကအခုတော့လောက်ထိမအားပါဘူးပေါ့နော်ကျွန်တော်လေးကြောက်တဲ့နေရဆိုတော့ဟိုဖြစ်နေလို့ပါဗီဒီ
ဒီတွေအားချင်းမတင်ပြနေလို့ပါဒါကြောင့်မလို့နောက်မှပြန်ပြီးဗီဒီယိုတင်ပေးပါမယ်ဒီနေ့ညတော့ဒီနေ့ညတော့လည်းမို့ဒီတလမှာတော့ကျွန်တော်ဆောင်ပွဲတဲ့နီးတော့မှာရှိရကြောဆောင်ပွဲကိုဖြေနေပါတယ်ဒါကြောင့်မလို့တလမှာပြန်ပြီးမှတင်ပေးပါမယ်ကျူတူမဲကြောက်တူမဲကြောက်တူမဲကြောက်တူမဲမဟုတ်တဲ့ TV ရှေ့ရတဲ့မဆုံးတာတော့ဟုတ်ပါဘူးရှေ့တာမတိတယ်လို့ပါစားပါတေတော့ထဲလာတော့ Minecraft player တယောက်ကရှေ့တာမတိတယ်ဖြစ်မလားအခုတော့ဟိုဘောတော့ line အားကြီးမတောင်းလို့ပါကျွန်တော်တို့အဲ့လိုလေဆိုတော့ဒီ line တောင်းရလေဘာမှမထိုးလေနော် Minecraft video တွေပဲတင်ယူမှာပဲတောင်းရတာဖြစ်ပါပဲအခုတော့ကျွန်တော်လည်းစာလေးရှိရတော့စာလေးကြိတ်တယ်အဲ့လိုမျိုးတွေပေါ့နော်ဒါကြောင့်မို့ကျွန်တော်အားကြီးမလာဖြစ်ဘူးပေါ့ဗျာ video တွေအားကြီးမရဖြစ်တဲ့ကြောင့်စာပြီးဆိုအဲ့ဒါအချိန်မှာပြပြီးမှရက်ပေးပါမယ် okay ဒီတွေ့ခွင့်ဆိုရင် okay နောက်ဆုံးတော့ကျွန်တော်ဒါကိုဖြစ်စီမှာအင်ကိုပြန်လိုက်တော့ပါမယ်အင်ကိုပြပေးစားဟိုပါပေါ့နော်ပြုတ်ပြင်ရမယ့်ဟာကိုပြန်ပြီးပြုတ်ပြင်ပါမယ်ဒီအောင်ခေခုနကိုပြန်တော့မယ် ဟုတ်ပါတယ်ကျွန်တော်စကားမပြောရတဲ့နေ့ကြာတော့ပါပြီဒါကတော့ကျွန်တော်ရဲ့ဒီစကားပြောတဲ့ခက်မှ error ပြန်ပြီးတင်းနေပြန်လာပါပြီ line မကောင်းဘူးပါ sorry ပါကွာ okay
ဒါရောက်တကားဆက်လုံးမယ်တကားကတော့လောက်ဖို့အေးရဒီကောင်းရဟောတခြားဟာမရအေးကောင်းရဆိုတော့တောင်းခုလုပ်လိုက်မယ် yes တောင်းမဲ့တကားတောင်းခုလုပ်မယ်နှစ်ခုချရရတယ်1 2ဟိုပြုတ်ပြန်ဖြစ်နေတယ်ဒီကောင်ဖြစ်စီမယ်ကွာဒီကောင်ပြုတ်ပြန်ဖြစ်နေတော့အမလေးโอเคရပါပြီနောက်ဆိုတော့ရပါပြီဟိုမိုက်တွေဆိုရင် comment မှာမိုက်တွေတို့ရေးပေးကြပါလာပဲလာမိုက်ပဲမိုက်ရလားဆိုတာကိုပေါ့နော်ခဏတော့ကြာမိုက်တော့မင်းမိုက်တော့ခေကျွန်တော်ထုံကြမှာစိုးလို့ပါဒါကြောင့်မလို့လာရပဲပြောပေးပါကဲဒီမှာတော့ဟိုကြုံထားတဲ့မိုင်းကြုံထားလိုက်ဦးမယ်ကွာတဲကြုံလိုက်ဦးမယ်မိုင်းလို့ဖို့ကဲဆက်လုံးမယ်အဲ့တော့ခုတော့ပေါ့အပေါ်မှာခင်းဖို့နဲ့ဒီဘဲမှာပေါ့မိုင်းဂိုင်ဖို့ပဲရှိတော့ပါပြီတခြားဘာမှတော့မရှိတော့ပါဘူး။အိုးဒါနဲ့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုကအရင်ရှင်လွန်းတာမကြောက်ဒီနေ့ဗီဒီယိုကဒီနောက်မှာဆုံးတက်လိုက်ပါတယ်။တော့ဒီနေ့ဗီဒီယိုပဲမဟုတ်ပါဘူးအပန်းနေပြန်ပြလာပါလိမ့်မယ်ဘိုင်ဘိုင်